မိတ်ဆွေတို့စဉ်းစားကြည့်ပါလူတယောက်ဟာဓာတ်လေကားထဲမှာတယောက်ယောက်ကိုပုံနေသလိုဒါမှမဟုတ်မမြင်ရတဲ့အရာတစ်ခုနဲ့စကားပြောနေသလိုထူးထူးဆန်းဆန်းတွေလုံနေခဲ့မယ်နောက်ရက်မှာတော့အဲ့ဒီလူကိုဘယ်သူမှမသွားနိုင်တဲ့သော့ခတ်ထားတဲ့နေရာတစ်ခုမှာအသက်မရှိတော့တဲ့အနေအထားနဲ့ပြန်တွေ့ခဲ့ရမယ်ဆိုရင်ဒါဟာတိုက်ဆိုင်မှုလားလူသတ်မှုလားဒါမှမဟုတ်ဝိညာဉ်ရေးရာကိစ္စလားဒါကတော့စီဇာဟိုတယ်မှာဖြစ်ပွားခဲ့တဲ့အက်ဒီဆာလန်ရဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်2013ခုနှစ်ဇန်နဝါရီလမှာအသက်22နှစ်အရွယ်ကနေဒါကျောင်းသူလေးအက်ဒီဆာလန်ဟာအမေရိကန်နောက်ဘက်ကမ်းခြေကိုတကိုယ်တော်ခရီးထွက်လာခဲ့ပါတယ်။သူမဟာလော့စ်အန်ဂျလိမြို့ကနာမည်ကျော်စီဇာဟိုတယ်မှာတည်းခိုခဲ့တာပါ။ဒီဟိုတယ်ဟာအရင်ကတည်းကရာဇဝတ်မှုတွေထူးဆန်းတဲ့သေဆုံးမှုတွေခဏခဏဖြစ်ခဲ့မှုတဲ့အတွက်နာမည်ဆိုးနဲ့ကြော်ကြားတဲ့နေရာတစ်ခုပေါ့။ဖေဖော်ဝါရီလ1ရက်နေ့မှာတော့အယ်လီဇာဟာသူ့ရဲ့မိဘတွေစီကိုဖုန်းဆက်ရမှာဖြစ်ပေမဲ့ဖုန်းဆက်မလာခဲ့ပါဘူး။အဲ့ဒီနေရာစပြီးသူမဟာအစာအနာမကြံပျောက်ဆုံးသွားခဲ့ပါတယ်ရဲတပ်ဖွဲ့ကရှာဖွေမှုတွေလုံးနေတော့မှပဲတကဘာလုံးကိုတုံလုံးစင်မဲ့ CCTV ဗီဒီယိုတစ်ခုထွက်ပေါ်လာပါတယ်ဒါဟာအယ်လီဇာရဲ့နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ပုံရိပ်တွေပါဗီဒီယိုထဲမှာအယ်လီဇာဟာဓာတ်လီကားတွေကိုဝင်လာပါတယ်ဒါပေမဲ့ဓာတ်လီကားကတကားပိတ်မသွားပါဘူးသူမဟာခလုတ်တွေကိုအတင်းနှိုက်တယ်ပြီးတော့အပြင်ကိုခေါင်းပြူကြည့်ပြီးတယောက်ယောက်လိုက်လာသလားဆိုတာကိုကြည့်နေပါတယ်။နောက်ပြီးဓာတ်လီကာထောက်မှသွားပုံးနေပြန်တယ်။အထူးဆန်းဆုံးကတော့သူမဟာဓာတ်လီကာအပြင်ဘက်မှာရှိနေတဲ့မမြင်ရတဲ့သူတယောက်ယောက်ကိုလက်ဟန်ချေဟန်တွေနဲ့စကားပြောနေတာပါ။သူမရဲ့လက်လှုပ်ရှားမှုတွေဟာပုံမှန်မဟုတ်ပဲတော်တော်လေးကိုကြောက်စရာကောင်းပါတယ်။နောက်ဆုံးမှာတော့သူမဟာဓာတ်လီကာထဲကနေထွက်သွားခဲ့ပြီးအဲ့ဒါဟာသူမကိုနောက်ဆုံးမြင်လိုက်ရတဲ့အချိန်ပါပဲ။အဲလစ်စာပျောက်ဆုံးသွားပြီးသတင်းနှစ်ပတ်ကျော်အကြာမှာဟိုတယ်ဧည့်သည်တွေကတိုက်ကြားမှုတွေလုပ်လာပါတယ်။ရေကအရသာထူးဆန်းနေတယ်အယောက်ကလည်းနောက်နေတယ်ဆိုပြီးတိုက်ကြားလာကြတယ်။ဒါကြောင့်ဟိုတယ်ဝန်ထမ်းတယောက်ဟာခေါင်မိုးပေါ်ကရေတိုက်ကြီးလေးလုံးကိုသွားရောက်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲတကဘာလုံးကိုတုံလုံးစင်မဲ့အရာကိုတွေ့လိုက်ရတာပါ။ပျောက်ဆုံးနေတဲ့အဲလစ်စာရဲ့ရုပ်အလောင်းဟာအဲ့ဒီရေတိုက်ကြီးထဲမှာပဲရှိနေခဲ့ပါတယ်။ဒီနေရာမှာဗဟေရီတွေစတင်လာပါပြီ။ခေါင်မိုးပေါ်ကိုတက်တဲ့တကားဟာတောခတ်တာပြီးအချက်ပေးစနစ်အလန်းတက်ထားတာပါအလီဇာအနေနဲ့ဝန်ထမ်းတွေပဲသိတဲ့လှုပ်ဝက်လန်းကနေဘလို့တက်သွားတာလဲနောက်ပြီး10ပေကျော်မြင့်တဲ့ရေတိုက်ကြီးပေါ်ကိုဘလို့တက်သွားတာလဲအရန်လေးလံတဲ့ရေတိုက်ကြီးအဖိုးကိုဘလို့ဖွင့်ပြီးဝင်သွားတာလဲအဲ့ဒီအဖိုးကအထဲကနေပြန်ပိတ်ဖို့မလွယ်ကူပါဘူးအမှုစစ်ဆေးချက်တွေအရသူမရဲ့ခန္ဓာကိုယ်မှာဘာဒဏ်ရာမှမရှိသလိုအစိတ်အတောက်လည်းမတွေ့ရပါဘူးရဲတပ်ဖွဲ့ကတော့ဒါမတော်တဆဖြစ်ရလို့နှိကုန်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့အင်တာနက်ပေါ်မှာတော့ထင်မြင်ချက်တွေအမျိုးမျိုးကွဲပြားနေသေးပါ။တချို့ကလည်းဒါဟာသူမရဲ့စိတ်ကျန်းမာရေးကြောင့်လို့ယူဆကြသလိုတချို့ကလည်းဒီဟိုတယ်ရဲ့မကောင်းဆိုးဝါးဝိညာဉ်တွေကလှုပ်ဆော်တာလို့ယုံကြည်နေကြပါတယ်။အက်ဒီဆာလန်ရဲ့ဖြစ်ရဟာဒီနေ့အထိတော့ဖြေရှင်းမရသေးတဲ့ဗဟေတီတစ်ခုအဖြစ်ကြံစည်နေသေးပါ။မိတ်ဆွေတို့ကဘယ်လိုထင်ကြလဲ။ဓာတ်လီကာထဲမှာအက်လီဇာစကားပြောနေတာဘယ်သူဖြစ်မလဲ။ကိုမမဝင်ရောက်ဆွေးနွေးသွားကြပါဦးအခုလိုဖြစ်ရတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာကိုမမေ့ပါနဲ့